မင်္ဂလာပါကျမကအိမ်အောင်သက်8နှစ်ရှိပြီဖြစ်တဲ့အသက်40အရွယ်အမျိုးသမီးတစ်ယောက်ပါရောက်ခမအိမ်မှာကျမခင်ပွန်းနဲ့အိမ်အောင်ကြပြီးသားမောင်လေးနဲ့မကြီးရှိပါတယ်ကျမရောက်ခမကဘာလို့များပွဲတော်ရက်တိုင်းယောက်ျားတွေကိုလက်တစ်ချောင်းတောင်မလှုပ်ခိုင်းပဲတခြားအိမ်ကသမီးချောလေးတွေကိုပဲခါကြိုးလောက်အောင်အလုပ်ခိုင်းနေရတာလေယောက်ျားတွေကမိဖို့ကြောင့်လည်းဝင်လို့မရဘူးအိမ်လုပ်လဲတက်နိုင်တဲ့လောက်မခိုင်းနဲ့အဲ့ဒီလိုမှယောက်ျားတွေကရဲရင်ပြီးအပြင်လုပ်တွေလည်းအဆင်ပြေမှာပြီးတော့မောင်လေးရဲ့ဇနီးကပွဲတော်ရက်တိုင်းနေမကောင်းဟန်ဆောင်ပြီးအလုပ်ရှောင်ပါတယ်ကိုဘစ်ခစ်တုံးကဆိုကိုဘစ်ဖြစ်တယ်ဆိုပြီးမလာဘူးပွဲတော်တုံးကဆိုခြေချင်းဝတ်တန်ရလို့ kit step ပြီးလာပြတယ်ထပ်တခါတုံးကဆိုသွေးအားနေလို့မတ်တက်တောင်မရက်နိုင်ဘူးဆိုပြီးအလုပ်လဲမလုပ်ပဲလဲနေပြီးအစာပြင်ပြီးလို့ပွဲပြီးတဲ့အခါကျတော့ရောက်ခမကအထုပ်ပိုးတွေအများကြီးထုတ်ပေးလိုက်တဲ့အခါကျတော့အဲ့ဒီလေးတွေကိုနှစ်ဖက်လုံးနဲ့မြောက်ကင်ပြီးတွတ်တွတ်လက်လက်နဲ့ရှောက်သွားလိုက်တာမှ6နှစ်လုံးဒီလိုပုံစံမျိုးပါပဲစိတ်ထဲမှာတအားစုပွက်နေပေမဲ့ကိုတာဝန်ကိုကြည်အောင်ပဲလုပ်ကြမယ်ဆိုပြီးစိတ်ကိုဖြေခဲ့တယ်။သမီးကအကြီးဆုံးချွေးမဆိုတော့နားလဲပေးလိုက်ပါရောက်ခမကလည်းရောက်မငယ်ရဲ့အပြုမူတွေကိုသဘောမကျပါဘူး။သမီးပင်ပန်းတာကိုရောက်ခမအိမ်မှာလည်းသိကြပါတယ်။အမေကြောင့်တေးခံပြီးနေလာခဲ့ပေမဲ့နောက်ဆုံးတော့ပောက်ကွဲထွက်သွားခဲ့ပါတယ်။ဘယ်တော့လာမှလဲ။အေးမိကျင်တယ်လို့ဖြစ်နေလို့နည်းနည်းနောက်ကျပြီးလာလို့ရမလား။မြန်လာခဲ့ဟင်းချက်ရအောင်မယ်။မင်းမပါရင်ပင်ပန်းလို့မဖြစ်ဘူး။အရင်ဆုံးမြန်လာခဲ့။အကြောင်းရင်းမရှိမြန်လာခိုင်းတော့တာဝန်ကျေရမယ်ထင်ပြီးနမကျန်းတဲ့ခန္ဓာကိုယ်ကိုတွန်းအားပေးပြီးတွားနေတော့မှမောင်လေးစနီးစီကဖုံးဝင်လာတယ်။လာရင်လမ်းမှာအမဲသားကောင်းကောင်းများဝယ်ခဲ့ပါရောင်းမပါတာသွားဝယ်လိုက်လေငါကက်မစ်လာခဲ့လို့အဲ့ဒီတော့သူကစိတ်ကောက်ပြီးအမရောက်ပြီလားအားလေဘင်းကြီးဘာဖြစ်တာလဲလေဘင်းတွေတင်းပြီးတောက်နေလို့လေဘင်းအယိုးကြီးပေါင်းတက်တာထင်တယ်ဆေးရုံသွားပြလိုက်ပါလားထူးဆန်းလိုက်တာပွဲတော်ရက်ဆိုဘာလို့ဒီနေရာတွေနာနေရတာလဲအမေသမီးအခန်းထဲဝင်ပြီးနားလို့ရမလားဝင်နားလိုက်ပါကွယ်နာနေတာဆိုတော့လဲဘာတက်နိုင်မှာလဲဒါပေမဲ့အခန်းထဲသွားကြည့်လိုက်တော့လေဘင်းနာတယ်ဆိုတဲ့လူကဖုန်းနဲ့ခပက်ပြကြည့်ပြီးရေမောနေလိုက်တာသူငယ်ချင်းနဲ့စကားပြောရင်လက်သေးဆိုးဆေးတောင်ဆိုးနေလိုက်သေးတယ်တကယ်ပဲစိတ်ပြက်စရာကောင်းလိုက်တာညီမလေးလေဘင်းနာတာတကယ်လားမနာဘူးဆိုရင်ထွက်လာပြီးအလုပ်လုပ်အနေမကောင်းဟန်ဆောင်တာပေါ်သွားတဲ့အခါမှမလွဲတာမရှောင်တာပန်းကန်ဆေးတယောင်လုပ်ပြီးခေါင်းကိုက်လိုက်တာဇနီးလေးအဆင်ပြေရဲ့လားခေါင်းကိုက်ဆေးပေးရမလားအင်းဆေးတောက်လိုက်မှဖြစ်မယ်အမေကဝင်နာခိုင်းထားတာကိုဘာလို့ထွက်လာတာလဲဟုတ်တယ်နင်းနေလောက်ထပ်နာပြီးမှထွက်လာခဲ့ပေါ့အမကထွက်လာပြီးအလုပ်လုပ်ခိုင်းလို့ပါအမနာမကျန်းဖြစ်နေတဲ့သူကိုအလုတ်ခိုင်းတာမကောင်းဘူးလေကျန်တာကိုအမပဲလှုပ်လိုက်ပါသူ့ရဲ့မြေခွေးလိုလဲကွက်ကြောင့်ကျမပဲလူဆိုးဖြစ်သွားခဲ့ပါတယ်တမုန်းလွဲပိုင်းမှာခင်ပွန်းရဲ့ညီမနဲ့မိသားစုတွေရောက်လာပြီးသမင်းဟင်းပြင်ကြတယ်ညနေဘက်ကျတော့အနီးနားမှာနေတဲ့ဆွေမျိုးတွေပါအများကြီးရောက်လာကြတယ်သူတို့အားလုံးပျော်ပျော်ပါးပါးနဲ့စနောက်နေကြချိန်မှာကျမတယောက်တည်းအစားအသောက်ပြင်ဆင်ရတာနဲ့အလုပ်ရှုံနေရတယ်ကျမကိုတနာစရာကောင်းလိုက်တာလို့ခံစားရတယ်အဲ့ဒါကြောင့်မတိလိုက်ပဲစိတ်တူပြီးစကားတွေပြောမိတော့တယ်အခြေအနေကိုတတိထားမိတဲ့ဆွေမျိုးတွေအရင်ပြန်သွားကြတယ်မိသားစုဝင်တွေဂိမ်းကစားနေတဲ့အတန်ကြတော့နားရဲဆိုတဲ့ညီမလေးကရုတ်တရက်ထားပြီးလိုက်ကစားနေတာတွေ့တော့ချွေးမတာဝင်တွေဘာတွေအကုန်လုံးစိတ်ထဲမထားတော့ပဲကျမပောက်ကွဲထွက်သွားတော့တယ်မဟုတ်ဘူးဒီလိုတွေဘာလို့လုပ်နေကြတာလဲဘာလို့ကျမတယောက်တည်းအလုပ်လုပ်နေရတာလဲပွဲတော်ရက်တွေမှာချွေးမကပဲအလုပ်လုပ်ရတာပေါ့ဒါဆိုညီမလေးကရောရောက်ခမအိမ်မှာဟင်းမချက်ပဲဘာလို့လာကစားနေတာလဲဒါဆိုသမီးကအလုပ်လုပ်ဖို့လာတာမဟုတ်ပဲနားဖို့လာတာပေါ့အမကြောင့်နားတောင်ကောင်းကောင်းမနားရဘူးနားဖို့လာတာလားကစားချင်ရင်ဟင်းချက်ရင်ကစားပါလားဟင်းချက်တဲ့အလုပ်နည်းနည်းလေးလုပ်လိုက်တာနဲ့အဲလောက်တောင်လိုချင်နေတာလားအရတာလည်းမရှိပါဘူးအရတာလည်းမရှိတာကိုဘာလို့အများကြီးထုတ်သွားတာလဲအဲ့ဒီလိုအကုန်ယူသွားမလို့ဆိုရင်ကိုယ်တိုင်ချက်ပြီးယူသွားလိုက်ပါအဲ့ဒီချိန်မှာသူကအခန်းထဲဝင်သွားတော့ညီမလေးဘယ်သွားမလို့လဲဆက်ပြီးနေမကောင်းဟန်မဆောင်နဲ့ထွက်လာပြီးအလုပ်လုပ်အမကျမကဘယ်တော့ကနေမကောင်းဟန်ဆောင်လို့လဲကလေးတို့ရေတော်ကြတော့မင်းနေမကောင်းဟန်ဆောင်နေတာဘယ်သူမှမသိဘူးထင်လားအခုထိတော့မသိချင်အောင်ဆောင်ပေးထားပေမဲ့အဲ့ဒီလိုမလုပ်သင့်ဘူးအကြီးမကမင်းလုပ်ပါကူလုပ်ပေးနေရတာဘလောက်ပင်ပန်းနေလိုက်မလဲရောက်ခမပြောတာမှန်နဲ့နည်းနည်းတော့ချင်းချိန်လုပ်တင်တယ်ဟုတ်တယ်ညီမလေးအဲ့ဒီကာလတစ်လျှောက်လုံးကျွန်တော်ဇနီးတယောက်တည်းအလုပ်တွေအကုန်လုပ်ခဲ့ရတာလေရှင်လဲပါဆက်ပိတ်ထားဘသူမှမသိတဲ့တခြားအိမ်ကဘိုးဘွားတွေအတွက်နဲ့ဘာလို့မိန်းမတွေပဲအလုပ်ကျန်းတွေလုပ်ပေးနေရတာလဲအလုပ်ကျန်းဆိုရင်တော့လောက်ခလစာရသေးတယ်ကျမခါးစည်းကိုချွတ်ပစ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်တယ်အဲ့ဒီလိုနဲ့ရောက်ခမအိမ်နဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးဒီနှစ်ကဆက်လို့ခင်ပွန်းကသူ့အိမ်ကိုသွားပြီးကျမအိမ်မိဘအိမ်ကိုသွားဖြစ်ခဲ့တယ်ကိုအိမ်ကိုသွားတော့ရန်ဖြစ်เสียမလို့တော့ပဲဆက်ဆံရေးကပူတောင်ကောင်းလာပါသေးတယ်အမမလာဘူးလားသူမကပွဲတော်ရက်မှာမိဘအိမ်သွားဖို့ဆုံးဖြတ်လိုက်ပြီးအမကိုအဲ့ဒီလိုမထင်ခဲ့မိဘူးတကယ်ကိုတကူကောင်းဆန်လိုက်တာဘလို့လို့ပွဲတော်ရက်မှာချွေးမကမလာဘဲနေနိုင်ရတာလဲစကားများမနေနဲ့မင်းနေမကောင်းဟန်ဆောင်ပြီးအလုရှောင်ခဲ့တာတွေကိုပြန်တွေးကြည့်ဦးထမောင်လေးစနီးကတော့ဒေါသထွက်ပြီးယောက်ျားတွေနဲ့အတူဟင်းချက်ရတယ်လို့ကြားရတယ်ရေရလိုက်တာငါလဲသူလိုပဲလဲဝဲလုပ်ခဲ့တင်တာအဲ့ဒီကာလတစ်လျှောက်လုံးငါတို့မိန်းမတွေပဲပင်ပန်းရတဲ့ပွဲတော်ရက်တွေကဘာလို့များရှိနေရတာလဲ